အားလုံးပဲမင်္ဂလာပါကောင်းမွန်တဲ့စရိတ်လုပ်ငန်းကနေကြိုဆိုပါရခင်ဗျာဒီကနေ့ကကျွန်တော်ရဲ့ဒီစရိတ်ခုံမှာရှိတဲ့နော်တီဘယ်ဂလူးတွေပေးနေတဲ့နေရာတော်တော်ညစ်ပတ်နေလို့ပါအဲ့ဒါကိုကျွန်တော်အခုဒီဝယ်ထားတဲ့ရေနံစီပလင်းလေးပေါ့နော်ရေနံစီနဲ့ပဲကျွန်တော်ဒီဟာကိုတန်းရှင်းလုပ်မှာဖြစ်ပါတယ်အဲ့ဒါကိုကျွန်တော်ဒီ vlog လေးမှာပေါ့နော်ပြတ်သွားပြီးတော့မှာဖြစ်ပါတယ်အဲ့ဒါကြောင့်အဆုံးထိရှုပါလို့အားလုံးကိုဖိတ်ခေါ်ပါတယ်ခင်ဗျာအဲ့ဆိုကျွန်တော်တို့အခုပဲအလုပ်စလိုက်ကြမယ်ဗျအရင်ဦးဆုံးကျွန်တော်တို့ရေနံစီပလင်းကိုကျွန်တော်တို့ဖွင့်ပြီးတော့ဇရက်ခုံမှာပေးနေတဲ့နေရာမှာလိုက်ပြီးတော့လောင်းလိုက်မယ်ပေါ့နော်ကျွန်တော်ကဒီမှာပြီးလို့ရှိရင်အဲ့တန်များဖြစ်ဖြစ်တစ်ခုခုနဲ့ချစ်လို့ရပါတယ်ကျွန်တော်ကတော့ဘောင်ကုတ်တဲ့ဂလူးဘက်ကိုသုံးပြီးတော့ချစ်ပါတယ်ခင်ဗျတကယ်လို့ကော်ရမ်းထုနေတယ်ဆိုလို့ရှိရင်နည်းနည်းလေးတော့အားထည့်ပြီးသုံးပါတော့နောက်ပြီးတော့ကျွန်တော်ရဲ့ဇရက်ခုံကတက်သားခုံမဟုတ်ပါဘူးကြွေပြားခုံဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့တက်သားခုံတွေလိုမျိုးပွားတာတွေတစ်တွေကြွလာတွေဖြစ်မှာတော့မဟုတ်ပါဘူးခင်ဗျကျွန်တော်ကတော့ပို့ပြီးပြောင်းတော့အောင်ပြီးလို့ရှိရင်အဝိတ်တိုင်ပါထပ်ပြီးနောက်ထပ်ပုတ်တယ်ပေါ့နော်ကျွန်တော်တို့ကော်ရီရဲ့သဘောတဘာဝကတင်တာတို့ရေနံစီတို့နဲ့တွေ့ပြီဆိုလို့ရှိရင်ပျော်သွားတတ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ဒီခုံပေါ်မှာပေးနေတဲ့တေဘယ်ဂလူးတွေကိုအလွယ်တကူဒီလိုမျိုးရှင်းလို့ရတာဖြစ်ပါတယ်တချို့တက်သားခုံတွေဆိုလို့ရှိရင်တော့ရေနဲ့လောင်းပြီးတော့မရှင်းပါနဲ့ရေနဲ့လောင်းလို့ရှိရင်တက်သားတွေကပွားတက်တာတဲ့အတွက်ကြောင့်မို့လို့အဆင်မပြေတာမျိုးတွေဖြစ်လာနိုင်ပါတယ်အခုကျွန်တော်ဒီမှာဖြည်းဖြည်းချင်းရှင်းနေတာပေါ့နော်ဒီခုံလေးကတော့ဒီမှာတော့တိတ်မပေတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်နည်းနည်းပဲအဝင်းနဲ့ပဲပို့လိုက်ရင်ရပါတယ်အရင်ကြီးတသားပြားတွေဂလူးခွက်တွေနဲ့ချစ်စရာမလိုပါဘူးဗျနည်းနည်းလေးအထစ်လေးတွေဖြစ်နေတဲ့ကော်ထူတဲ့နေရာလေးလောက်ပဲချစ်လိုက်ရင်ရပါတယ်ခင်ဗျာအခုဆိုရင်သုံးလုံးလုံးပြီးသွားပါပြီကဲအခုဆိုရင်တော့ကျွန်တော်တို့ဒဇိရိုက်ခုံလေးကညစ်ပတ်တဲ့နေရာနဲ့အခုဆိုတစ်လင်တောက်ပြောင်နေတဲ့ပုံစံမျိုးလေးဖြစ်သွားပြီမကြခင်ဒီဟာလေးကိုအချောက်ခံပြီးပြီဆိုတာနဲ့ကျွန်တော်တို့ဒဇိရိုက်ဖို့အတွက်ကိုတေဘယ်ဂလူးအသစ်တုပ်ပြီးတော့ရိုက်လို့ရပါတယ်ခင်ဗျာစုံလီတ िश အားပေးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာဒဇိရိုက်နဲ့ပတ်သက်တဲ့ vlog လေးတွေ video လေးတွေကို TikTok မှာရော YouTube မှာရောနောက်ပြီးတော့ကျွန်တော်တို့ကောင်းမှန်ဒဇိရိုက်လုပ်ငန်း Facebook page မှာပါတင်ထားတာဖြစ်တဲ့အတွက်ဝင်ရောက်လေ့လာလို့ရပါတယ်ခင်ဗျာသင်တန်းနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားရဆိုလို့ရှိရင်လည်းကျွန်တော်တို့စီမှာအပြည့်သင်တန်း online class ကိုတက်ရောက်သင်ကြားလို့ရပါတယ်ခင်ဗျာအားလုံးကိုနှွေးထွေးစွာကျေးဇူးပါတယ်အားလုံးပဲကောင်းသောနေ့လေးဖြစ်ပါစေ bye bye ပါ